ဒီမြေကပယံကိုဘာလို့ကောက်ယူလေးတွေနဲ့အစီကြီးရက်ပြီးတော့အုပ်ထားလဲဆိုတာကိုပြောပြပေးချင်ပါတယ်ကိုရီးယားမှာကတော့ဒီလိုတောင်ကုန်းတောင်တန်းတွေကိုစက်ရန်တရားတွေနဲ့ဖြူပြီးတော့လူသလူသုံးချကြပါတယ်ဒါကတော့ကိုရီးယားနိုင်ငံရဲ့အဝေးပြေးလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပါတယ်သူတို့နိုင်ငံမှာတော့လမ်းကို level အညီဖောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့မြင့်နေတဲ့တောင်ကုန်းတွေကိုဖြိုပါတယ်ပြီးရင်နှိမ့်နေတဲ့ကြိုင်ဝမ်းတွေကိုဖို့ပါတယ်ဖြိုဖို့ဟာအရန်ကြီးတဲ့တောင်တွေဆိုရင်ခုမြင်ရသလိုပဲလှိုင်ကောင်းတွေဖောက်ပါတယ်ဟိုဘက်တောင်ဒီဘက်တောင်အရန်ဝေးတဲ့အခါတော့အောက်မှာလေကွင်းတွေစပါးကွင်းတွေရှိလို့ရှိရင်တော့ဒီလိုပဲတိုင်ထောင်ပြီးတော့တရားထိုးတာဖြစ်ပါတယ် level အညီဖောက်ကြပါတယ်လမ်းကိုအောက်နှိမ့်သွားတာတွေအပေါ်တက်သွားတာတွေ꿰တာတွေကောက်တာတွေကိုသူတို့တအားမလုပ်ကြပါဘူးလုပ်တဲ့ delay မရှိကြပါဘူးတကယ်ပဲနီးစနစ်ကြပါတယ်ပြီးလို့ရှိရင်အထက်ကုမ္ပဏီကနေပြီးတော့လာစစ်ပါတယ်သူတို့စိတ်ကြိုက်အမားခံနိုင်တဲ့အနေအထားရှိပြီဆိုမှနောက်တစ်ဆင့်ကိုထပ်ပြီးတော့ဖို့ခွင့်ရှိအစိမ်းရည်တွေဖြန်းခင်မှာပိုက်ဖြစ်ပါတယ်ဟုတ်ပါတယ်ဖြိုပြီးသားမြေကကြတော့မှဒီရောစာတွေထိမ့်ပါတယ်အဲ့ဘောကကျမှဝေးမှာအစိမ်းရည်တွေနဲ့ဖြန်းနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအရေးထဲမှာဆိုလို့ရှိရင်တော့မျိုးစီတွေမြေရောစာတွေစုံစုံလင်းပါပါတယ်ဒါကတော့ဆော့ဆော့ကအစိမ်းအည်တွေဖြန်းထားတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်ဆေးဖြန်းပြီးသားနေရာကိုလည်းမိုးရွာတဲ့အခါမှာပါမသွားအောင်လို့ကောက်ရိုးလေးတွေကိုတိကျရက်ပြီးတော့အစီအီဖုံးဖိထားတာကိုတွေ့ရပါတယ်။တစ်ဆင့်လှုပ်သွားတာအပြင်တော်တော်လေးကိုစနစ်ကြပါတယ်။ကြည့်ရလို့ရှိရင်မျက်စိတစ်စုံပါပဲ။ဒီစက်ရုံတွေမှာမဟုတ်ဘူးကိုရီးယားမှာဘယ်နေရာကြည့်လုပ်ငန်းခွင်တွေကအရန်ကိုစနစ်ကြနေတာကိုလေ့လာတွေ့ရှိရပါတယ်။အခုဆိုရင်မျက်စိတစ်စုံပါပဲဒီလိုပါပဲကိုရီးယားရဲ့ဘယ်လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ဖြစ်ဒီလိုမျိုးတွေလုပ်တာကိုတွေ့ရပါတယ်သူတို့ကစောက်ဆရာရှိတာကိုလည်းသေချာစောက်တယ်ပတ်ဝန်းကျင်ကိုလည်းတကယ်ထိမ့်သိမ်းပါတယ်ဒီနေရာကတော့နည်းနည်းလှုပ်ပြီးတော့ကြာသွားတဲ့နေရာဖြစ်ပါတယ်ဒီကောက်ရိုးလေးတွေကြားကနေပြီးတော့အပင်လေးတွေအစီအစီပေါက်လာပြီပေါ့နော်ဒီလိုပေါက်လာခြင်းအဖြစ်မြေပြိုမှုကိုထိန်းတဲ့သဘောနဲ့လုပ်လာတာဖြစ်ပါတယ်ကိုရီးယားမှာကတော့ဘယ်နေရာကြည့်အတူယူစရာလိလာစရာတွေကြည့်ပါပဲအခုလိုလှုပ်လက်စအပင်တွေစိုက်လို့မရသေးတဲ့နေရာတွေဆိုလို့ရှိရင်လည်းဒီပိုက်ကွန်အစိမ့်တွေနဲ့အုပ်ထားပါတယ်မြေပြိုတာတို့ခဲလိမ့်လာတာတို့မဖြစ်အောင်လို့တေချာလုပ်ထားတာဖြစ်ပါတယ်မိုးရွာလို့ရှိရင်မြေပြိုမှာအရန်စိုးရင်ရတဲ့နေရာတွေဆိုလို့ရှိရင်တော့အခုလိုမိုးကာတွေအုပ်ထားတာဖြစ်ပါတယ်ဒီဟာတွေဆိုတောင်ကုန်းအမြင့်ကြီးเนาะမိုးကာတွေအုပ်ထားတာပါဒီ site တစ်ခုလုံးမှာတောင်ကပင်ရမြေလွတ်တွေမရှိအောင်လို့တေချာလေးကိုလုပ်ထားတာဖြစ်ပါတယ်ဒီမိုးကအုပ်တာတွေပိုက်ကွန်အုပ်တာတွေကတော့နိုင်ငံသားတွေရဲ့လက်ရာတွေပဲဖြစ်ပါတယ်ကိုရီးယားရဲ့လမ်းလုပ်ငန်းခွင်တွေမှာမြေကြီးတွေကိုဘယ်လိုထိန်းသိမ်းလဲဆိုတာကိုဘူသူရအနေနဲ့ပြောပြရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တော်တော်များကတည်ပြီးသားဆိုရင်မတည်သေးတဲ့သူတွေဘူသူရရရှိကြပါစေနောက်ထပ်လည်းဘူသူရရကြလေးတွေကြုံရင်ကြုံသလိုရိုက်ပြီးသွားပါဦးမယ်လို့